မြန်မာနိုင်ငံရေးလိုင်းတန်ကြားကပထမဆုံးသောနိုင်ငံသားသူမဟာဒေဝီမင်းသမီးလေးတစ်ပါးဖြစ်ချင်လားလို့မေးရင်မင်းကလေးတော်တော်များများကဟုတ်ကဲ့လို့ပဲဖြေကြမှာပါဒါပေမဲ့အဲ့ဒီမင်းသမီးဘဝကရွှေနန်းတော်ထဲမှာစံစားရတာမျိုးမဟုတ်ပဲတိုင်းပြည်ရဲ့အပြောင်းလဲတွေကြားမှာခြေရတဲ့သူကိုဆုံးရှုံးလိုက်ရပြီးအသက်လူပြီးထွက်ပြေးခဲ့ရတဲ့ဘဝမျိုးဆိုရင်ကိုလက်ခံနိုင်ပါမလားဒီနေ့မှာတော့မြန်မာသမိုင်းမှာအဆွေးရအောင်ဆုံးနဲ့အလားဆုံးအချစ်ဇလန်တစ်ပုဒ်လို့တင်စားကြတယ်ဒီဘောစော်ပါကြီးစက်ကြာဆိုင်နဲ့ဩစတြေးလျသူလေးအင်္ဂါစာချင်းတို့ရဲ့ Twilight Over Burma ဆိုတဲ့ဘဝစက်ကြောင်းကိုတင်ဆက်ပေးသွားမှာပါကျွန်တော်တို့တွေကတော့ဒီဘောမဟာဒေဝီစက်သူစံဒီလို့ခေါ်ကြပါရီဒါဟာရိုးရိုးအချစ်ဇလန်မဟုတ်ပါဘူးဆေအာနာရှင်စနစ်ရဲ့ရက်စက်မှုရှမ်းပြည်နယ်ရဲ့နိုင်ငံရေးအလှည့်ပြောင်းနေနဲ့အမျိုးသမီးတယောက်ရဲ့ကြမ်းခိုင်တဲ့စိတ်တဲ့အကြောင်းကိုဖော်ပြထားတဲ့သမိုင်းမှတ်တမ်းတစ်ခုလည်းဖြစ်ပါရီသမိုင်းဆိုတာအောင်နိုင်သူတွေရဲ့လက်ရည်မှုတွေနဲ့ပဲပြည့်နှက်နေတတ်တာပါဒါပေမဲ့အဲ့ဒီအောင်နိုင်သူတွေရဲ့မှတ်တမ်းတွေထဲမှာတမင်တကာချန်လက်ထားခြင်းခံခဲ့ရရီတမိုင်းရဲ့အမောင်တို့ကြားမှာတောက်ပခဲ့တဲ့ကျဲတပွင့်ရှိပါရီသူကတာမန်စော်ပွားတယောက်မဟုတ်ပါဘူးအနောက်တိုင်းရဲ့ခင်မီသိပ္ပံပညာရက်တွေတတ်တူတွင်အင်ဂျင်နီယာတက်ပညာတွေနဲ့ရှမ်းပြည်နယ်ရဲ့တောင်တန်းတွေကိုအလင်းပြဖို့ကြိုးစားခဲ့တဲ့ပြုပြင်ပြောင်းလဲရေးသမားပြည်သူ့ကျိုးကိုရှေ့ရှုတဲ့နိုင်ငံရေးသမားတူဖြစ်ပါရီသူကတော့တခြားသူမဟုတ်ပါဘူးဒီဘောစော်ပွားကြီးစက်ကြာဆိုင်ပါပြီဒီနေ့မှာတော့ဩစတြေးလျသူလေးအင်္ဂါစာချင်းရဲ့မျက်လုံးတွေကနေတဆင်မြင်တွေ့ခဲ့ရတဲ့ချီချင်းမြတာနဲ့စတင်ပြီးခြေခွဲစရာသမိုင်းနေကုန်းနဲ့အဆုံးသတ်ခဲ့ရတဲ့ဒီဘောဟော်နိုင်ရဲ့လျှို့ဝှက်ချက်တွေဆေအာနာရှင်စနစ်ရဲ့ရက်စက်မှုတွေနဲ့ခေတ်တစ်ခေတ်ကိုပြောင်းလဲဖို့ကြိုးစားခဲ့တဲ့ဒီပုဂ္ဂိုလ်ကြီးရဲ့ဘဝစကြောင်းကိုကျွန်တော်တို့နဲ့အတူအသေးစိတ်လေ့လာကြည့်ကြပါမယ်။ဒီဇလန်က1950ပြည့်နှစ်တွေကနေစတင်ခဲ့တာပါ။အဲ့ဒီချိန်ကမြန်မာပြည်ဟာလွတ်လပ်ရေးရပြီးစဒီမိုကရေစီအလင်းရောင်တွေနဲ့တောက်ပနေတဲ့အချိန်ပေါ့။ဒါပေမဲ့အဲ့ဒီအလင်းရောင်တွေဟာမကြခင်မှာပဲမှောင်မိုက်သွားလိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ကြပါဘူး။အထူးသဖြင့်အဝေးကဩစတြေးလျသူလေးအင်္ဂါအတွက်တော့ဒါဟာသူမရဲ့ဘဝကိုတစေချိုးပြောင်းလဲပြစ်မဲ့ခရီးတစ်ခုဖြစ်လာခဲ့ပါရီ။အမေရိကန်ကအခြေအိုးနဲ့လျှို့ဝှက်ချက်ဒီဇလန်ကတော့1950ပြည့်နှစ်တွေစီကအမေရိကန်နိုင်ငံကော်လိုရာဒိုပြည်နယ်မှာစတင်ခဲ့တာပါ။အဲဒီချိန်ကဩစတြေးလျသူလေးအင်္ဂါကပညာသင်ဆုနဲ့အမေရိကန်ကိုရောက်နေတဲ့အကြောင်းသူလေးတစ်ယောက်ပါပဲ။ဒီနေ့မှာတော့သူမကမြန်မာပြည်ကနေလာတဲ့တပ်ထုတွင်အင်ဂျင်နီယာကျောင်းသားလေးစက်ကြာဆိုင်နဲ့ဆုံတွေ့ခဲ့ပါရီ။စက်ကြာဆိုင်ကအဲဒီချိန်ကကော်လိုရာဒိုတပ်ထုတွင်ကျောင်းမှာပညာသင်ကြားနေတာပါ။သူကအေးဆေးဆေးနေတတ်ပြီးပညာရဲ့ပုံမှာပဲအာယုံစိုက်တတ်တဲ့လူငယ်တစ်ယောက်ပါ။အင်္ဂါနဲ့သူတို့နှစ်ယောက်ကကျောင်းကပဲတစ်ခုမှဆုံတွေ့ခဲ့ကြပြီးတယောက်ကိုတယောက်ချစ်ကြိုက်သွားကြပါရီ။ဒါပေမဲ့စက်ကြာဆိုင်မှာအင်္ဂါကိုမပြောရသေးတဲ့လျှို့ဝှက်ချက်ကြီးတစ်ခုရှိနေပါရီအဲ့ဒါကတော့သူဟာမြန်မာပြည်ကရှမ်းစော်ပါတယောက်ဖြစ်တယ်ဆိုတာပါပဲသူဘာလို့ဖုံးကွယ်ထားတာလဲသူကအင်္ဂါကိုသူ့ရဲ့ယာရုခုံရှင်ကြောင့်မဟုတ်ပဲသူ့ရဲ့ပင်ကိုယ်စရိုက်ကိုပဲကြည့်ပြီးချစ်စေခြင်းလို့ပါသူကအင်္ဂါကိုကျွန်တော်ဟာမြန်မာပြည်ကတပ်ထုတွင်အင်ဂျင်နီယာတယောက်ပါလို့ပဲမိတ်ဆက်ခဲ့ပါရီ1953ခုနှစ်မှာသူတို့နှစ်ယောက်လက်ထပ်ခဲ့ကြပါရီအင်္ဂါကသူမရဲ့ခင်မုန်းကမြန်မာပြည်ကတာမန်အင်ဂျင်နီယာတယောက်ပဲလို့ထင်နေခဲ့တာပါဒါပေမဲ့သူတို့နှစ်ယောက်မြန်မာပြည်ကိုတင်မောနဲ့ပြန်လာတဲ့ခါမှာတော့အင်္ဂါရဲ့ဘဝကတစ်သက်လုံးမေးလို့မရတော့မယ့်အလှည့်ပြောင်းကြီးတစ်ခုနဲ့ကြုံတွေ့လာရပါတော့တယ်။အမေရိကန်မှာသူတို့နှစ်ယောက်ရဲ့ဘဝကအင်မတန်မှရိုးရှင်းပြီးပျော်စရာကောင်းနေတာပါ။သူတို့ကကြောင်းတက်ကြတွေရုပ်ရှင်ကြည့်ကြတွေခရီးတွေသွားကြပါရီ။စက်ကြဆိုင်ကအင်္ဂါကိုမြန်မာပြည်အကြောင်းရှမ်းပြည်နယ်အကြောင်းတွေအမြဲတမ်းပြောပြလေးရှိပါရီ။ဒါပေမဲ့သူကသူ့ရဲ့စော်ပါးရာတွေကိုတော့လုံးဝမဟာခဲ့ပါဘူး။သူကအင်္ဂါကိုကျွန်တော်တို့မြန်မာပြည်ကိုပြန်တဲ့အခါမှာမင်းကအင်ဂျင်နီယာတယောက်ရဲ့ဇနီးဖြစ်နေထိုင်ရမှာပါလို့ပဲပြောခဲ့ပါရီ။ရန်ကုန်စိတ်ကန်းကအံ့ဩစရာကြိုးစုပဲ1954ခုနှစ်ဇန်နဝါရီလသူတို့လိုက်ပါလာတဲ့တင်မောကြီးရန်ကုန်စိတ်ကန်းကိုစိုက်ကလိုက်တဲ့အချိန်မှာအင်္ဂါကအံ့ဩလွန်းလို့ပါဇက်တောင်မပိတ်နိုင်ဖြစ်သွားခဲ့ရတာပါစိတ်ကန်းမှာလူပေါင်းရာနဲ့ချီပြီးပန်းစည်းတွေအလံတွေနဲ့စောင့်ကြုံနေကြလို့ပါပဲတီဝိုင်းတွေကလည်းမြန်မြန်ဆိုင်ဆိုင်တီးခတ်နေကြပါရီအင်္ဂါကဒီလူတွေကဘသူ့ကိုလာကြုံနေကြတာလဲလို့မေးတဲ့အခါမှာတော့စက်ကြဆိုင်ကပြုံးပြီးမင်းကိုလာကြုံကြတာပေါ့မဟာဒေဝီရဲလို့ပြန်ဖြေခဲ့ပါရီအဲ့ဒီချိန်ကျမှအင်္ဂါကသူမရဲ့ခင်မုန်းကတီပေါင်းနေရဲ့အုပ်ချုပ်သူစော်ပါကြီးဖြစ်တယ်ဆိုတာကိုသိလိုက်ရတာပါစာအုပ်ထဲမှာအင်္ဂါကဒီလိုရေးထားပါရီကျမရဲ့ခင်မုန်းကကျမကိုမင်းသမီးလေးတယောက်လိုဆက်ဆံခဲ့ပေမဲ့သူဟာတကယ်တမ်းမင်းသားတယောက်ဖြစ်နေလိမ့်မယ်လို့တော့တခါမှမတွေးခဲ့ဘူး။ဒါအင်္ဂါအတွက်တော့ဒနာယီပုံမြင်တစ်ပုဒ်ထဲကလိုဖြစ်ပြန်မျိုးပါပဲ။ဒါပေမဲ့ဒီဒနာယီဟာနောက်ပိုင်းမှာတော့ကြေကွဲစရာတမိုင်းဖြစ်ရတစ်ခုဖြစ်လာခဲ့ရပါရီ။ရန်ကုန်စိတ်ကန်းကနေတီဘောကိုသွားတဲ့လမ်းတစ်လျှောက်မှာလေလူတို့ကစက်ကြဆိုင်ကိုချစ်ခင်လေးစားစွာနဲ့ကြိုဆိုခဲ့ကြတာပါ။အင်္ဂါကမြန်မာပြည်ရဲ့လက်ဖားတွေတဘာဝရှုခင်းတွေနဲ့ပေါ်ယူတဲ့လူတို့ကိုမြင်တွေ့ပြီးအံ့ဩဝမ်းသာဖြစ်ခဲ့ရပါရီ။သူမကဒီတိုင်းပြည်ကကျမရဲ့အိမ်တစ်ပဲလို့ယုံကြည်ခဲ့တာပါရန်ကုန်ကနေတီဘောကိုရထားနဲ့သွားတဲ့အခါမှာတော့လမ်းမေးဝဲရကလူတို့ကလက်ဝဲရန်နှုတ်ဆက်ကြတာကိုမြင်ပြီးအင်္ဂါတယောက်အင်မတန်မှစိတ်လှုပ်ရှားခဲ့ရပါရီတီဘောဟော်နန်ကဘဝတင်နေမဟာဒေဝီဘဝတီဘောကိုရောက်တဲ့အခါမှာတော့အင်္ဂါကဆပ်တူဆန်နီဆိုတဲ့ဘွဲအမည်ကိုရရှိခဲ့ပါရီသူမကရှမ်းစကားနဲ့မြန်မာစကားကိုအမြန်ဆုံးသင်ယူခဲ့ပြီးဒေသခံတွေနဲ့ရင်းနှီးအောင်ကြိုးစားခဲ့တာပါသူမကရိုးရိုးမင်းသမီးတယောက်လိုနန်းတော်ထဲမှာပဲထိုင်နေတာမျိုးမဟုတ်ပေလူတို့ရဲ့ကျမ်းမာရေးပညာရေးနဲ့လူမှုဘဝမြင့်တင်ရေးတွေမှာကိုယ်တိုင်ကိုယ်ကျပါဝင်လာပါရီပြောရရင်စက်ကြဆိုင်ဟာလည်းခင်မိတဲ့အုပ်ချုပ်သူတယောက်ပါသူဟာအမေရိကန်မှာသင်ယူခဲ့တဲ့ပညာရပ်တွေကိုအသုံးချပြီးတီဘောနယ်ကိုတိုးတက်အောင်လှုပ်ဆောင်ခဲ့ပါရီသူကတီဘောနယ်မှာစိုက်ပျိုးရေးပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေကိုအကြီးအကျယ်ပြုပြင်ပြောင်းလဲခဲ့တာပါ
အန်ဟောစရာအကောင်းဆုံးကတော့သူဟာသူ့မိသားစုပိုင်းနဲ့လဲရမီတွေကိုလဲသမားတွေကိုအလကားပေးဝေခဲ့တာပါပဲဒါကအဲ့ဒီခေတ်ကမြန်မာပြည်မှာအင်မတန်မှထူးခြားတဲ့လုပ်ရက်တစ်ခုလည်းဖြစ်ပါတယ်စကြဆိုင်ကကျွန်တော်ဟာပြည်သူတွေရဲ့အစေခံမလို့အမြဲတမ်းပြောလို့ရှိပါတယ်ဒီလိုနဲ့သူတို့ရဲ့ဘဝကဒီပေါင်းတွေရဲ့တောင်တန်းတွေကြားမှာတာယာလှပနေကြတာပါသမီးလေးနှစ်ယောက်ဖြစ်တဲ့မေရာရီနဲ့ကိန်တရီတို့ကိုလည်းထွန်ကားခဲ့ပါတယ်ဒါပေမဲ့ဒီတာယာမှုတွေကကြာရှည်မခံခဲ့ပါဘူးမြန်မာပြည်ရဲ့နိုင်ငံရေးမိုးတိမ်တွေကတပြေးပြေးနဲ့မှောင်မိုက်လာခဲ့လို့ပါပြီအင်္ဂါကတီဘောဟွန်ထဲမှာနေထိုင်ရင်းရှမ်းပြည်နယ်ရဲ့ယဉ်ကျေးမှုတွေကိုလည်းလေ့လာခဲ့ပါတယ်သူမကရှမ်းရိုးရဝတ်စုံတွေကိုဝတ်ဆင်ပြီးရှမ်းပွဲတော်တွေမှာပါဝင်ဆင်နွှဲခဲ့ပါတယ်ပြီးတော့ကျမကရှမ်းမာလီတယောက်လိုခံစားရတယ်လို့ပြောခဲ့တာပါလူတို့ကလည်းသူမကိုမဟာဒေဝီလို့ချစ်ခင်စွာခေါ်ဝေါ်ခဲ့ကြပါတယ်အဲဒီနောက်အင်္ဂါကတီဘောတွေကအမျိုးသမီးတွေအတွက်လက်မှုပညာသင်တန်းကျောင်းတွေဖွင့်လှစ်ပေးခဲ့ပြီးသူတို့ရဲ့ဘဝကိုမြင့်တင်ပေးဖို့ကြိုးစားခဲ့တာပါအစင်လာကိုစိန်ခေါ်ခြင်းနဲ့ပြုပြင်ပြောင်းလဲရေးစကြဆိုင်ကတီဘောကိုပြန်ရောက်လာတဲ့အခါမှာရိုးရိုးစော်ပါးတယောက်လိုပဲမနေခဲ့ပါဘူးသူဟာအနောက်တိုင်းကတည်ယူခဲ့တဲ့ဒီမိုကရေစီအယူအဆတွေကိုရှမ်းပြည်နယ်မှာအကောင့်ထဲပေါ်ဖို့ကြိုးစားခဲ့ပါတယ်သူဟာစော်ပါးတွေရဲ့အာဏာကိုရှော့ချပြီးပြည်သူတွေရဲ့အခမ်းကဏ္ဍကိုမြင့်တင်ဖို့ကြိုးစားခဲ့တာပါအဲဒါကြောင့်သူဟာတီဘောနေမှာခင်ပြီးတဲ့စာသင်ကျောင်းတွေစေယုံတွေကိုတည်ဆောက်ခဲ့ပါတယ်သူကိုယ်တိုင်လည်းတပ်ထုတွင်အင်ဂျင်နီယာတယောက်ဖြစ်တဲ့အတွက်တီဘောနေရဲ့တရားစာတတွေကိုစနစ်တကျထုတ်ယူပြီးတိုင်းပြည်အတွက်အသုံးချဖို့စီမံကိန်းတွေဆွဲခဲ့တာပါဒါပေမဲ့ဒီလိုပြုပြင်ပြောင်းလဲရေးတွေကရှေးရိုးဆွဲစော်ပါးချို့နဲ့ဘယ်လိုဆိုရကအချို့သောပုံကိုယ်တွေအတွက်တော့စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ဒါကစကြဆိုင်ရဲ့အယူအဆတွေကိုအန်တရယ်ရှိတဲ့အယူအဆတွေလို့မြင်လာကြပါတယ်။အထူးသဖြင့်စကြဆိုင်ကရှမ်းပြည်နယ်ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ဖက်ဒရယ်စနစ်ကိုအားပေးတာကဘယ်လိုအစိုးရအတွက်တော့မျက်စိစပတ်မွေးစူးစရာဖြစ်လာခဲ့ရတာပါ။စကြဆိုင်ကဒီဘောနယ်မှာရှိတဲ့အဂတိလိုက်စားမှုတွေကိုလည်းတိုက်ဖြတ်ခဲ့ပါတယ်။သူဟာအကျဉ်းမဲ့ချသားတဲ့အရာရှိတွေကိုယာရုကနေထုတ်ပယ်ခဲ့ပါတယ်။ဒါဟာအဲ့ဒီခေတ်ကအုပ်ချုပ်ရေးစနစ်မှာအင်မတန်မှရဲရဲနဲ့လုပ်ရတဲ့တစ်ခုဖြစ်ပါတယ်။သူကပြည်သူတွေရဲ့ပတ်စံကပြည်သူတွေအတွက်ပဲဖြစ်ရမယ်လို့ယုံကြည်ခဲ့သူပါဒီပေါင်းတွေမှာလမ်းမဆက်သွယ်ရေးကောင်းမွန်အောင်လေလှုပ်ဆောင်ခဲ့ပြီးတောင်သူလယ်သမားတွေသူတို့ရဲ့ထွက်ကုန်တွေကိုဈေးကွက်ထွေးကိုအလွယ်တကူပို့ဆောင်နိုင်အောင်ကူညီပေးခဲ့ပါတယ်1962အမောင်ဖုံးသွားတဲ့နေ့တစ်နေ့1962ခုနှစ်မတ်လ2ရက်နေ့မြန်မာသမိုင်းမှာဘယ်တော့မှမေးလို့မရမယ့်နေ့တစ်နေ့ပါဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့စစ်တပ်ကအာဏာသိမ်းလိုက်ပါတယ်အဲဒီနေ့မှာပဲစက်ကြဆိုင်ကတောင်ကြီးမှာကျင်းပမယ့်အစည်းအဝေးတစ်ခုကိုတွားဖို့ဒီဘောကနေထွက်ခွာသွားခဲ့ရတာပါသူကသူ့ရဲ့ကားလေးနဲ့တောင်ကြီးကိုမောင်းနှင်သွားခဲ့ပါတယ်လမ်းမှာရှိတဲ့ဘာဒူးမြို့စစ်စေးရေးဂိတ်ကိုရောက်တဲ့အခါမှာတော့စစ်တပ်ကသူ့ကိုတားဆီးလိုက်တာပါအဲဒီချိန်ကနေစပြီးစက်ကြဆိုင်ကပျောက်ချင်းမလားပျောက်ကွယ်သွားခဲ့ရပါတော့တယ်ဒီအချိန်မှာတီဘောဟော်နန်းနဲ့ကြံနေခဲ့တဲ့အင်္ဂါကခင်မွန်းတဲ့ရဲ့အိမ်ပြန်ကိုသမီးလေးတွေနဲ့တူစိုးရင်တကြီးစောင့်နေခဲ့ပါတယ်ခင်မွန်းဖြစ်သူစီကဖုံးလာမယ့်ချိန်ကိုမျှော်နေခဲ့ပါတယ်ဒါပေမဲ့ဖုံးတန်ကဘယ်တော့မှထွက်ပေါ်မလာခဲ့ပါဘူးနောက်ပိုင်းမှာတော့စက်ကြဆိုင်ဖမ်းဆီးခံလိုက်ရပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်ဒီအချိန်ထိစစ်တပ်ကတော့စက်ကြဆိုင်ကိုကျွန်တော်တို့မဖမ်းထားပါဘူးလို့ပဲတောက်လျှောက်ငင်းဆိုနေကြတာပါဒါပေမဲ့အင်္ဂါကတော့အမှန်တရားကိုသိနေခဲ့ပါပြီသူမရဲ့ခင်မုန်းကစစ်တပ်ရဲ့လက်ထဲမှာရှိနေတယ်ဆိုတာကိုပေါ့အဲဒါကြောင့်သူမကခင်မုန်းဖြစ်သူကိုပြန်လည်လွတ်မြောက်ဖို့အတွက်နီလန်ပေါင်းစုံနဲ့ကြိုးစားခဲ့ပါပြီအင်္ဂါကစက်ကြဆိုင်ပျောက်ကွယ်သွားတဲ့နေ့ကိုစာအုပ်ထဲမှာဒီလိုရေးထားပါပြီအဲဒီနေ့ကကောင်းကင်ကြီးကမှောင်မိုက်နေကြတယ်ကျမရဲ့ရင်ထဲမှာလေးတစ်ခုခုတော့မားနေပြီဆိုတာကိုသိနေခဲ့ပါပြီအဲဒီလိုရေးထားသလိုပဲအဲဒါကအင်္ဂါရဲ့ဘဝမှာအမှောင်ဆုံးနေ့တစ်နေ့ဖြစ်လာခဲ့ရတာပါဘယ်လိုပဲဖြစ်ဖြစ်သူမကဒီဘောဟော်နန်းရဲ့ပြတင်းပေါက်ကနေတောင်တန်းတွေကိုကြည့်ရင်ခင်မုန်းဖြစ်သူပြန်လာမယ့်လမ်းကိုငေးမျှော်နေခဲ့ပါပြီအင်္ဂါရဲ့အမှန်တရားကိုရှာဖွေခြင်းနဲ့စစ်တပ်ရဲ့ရက်စက်မှုစက်ကြဆိုင်ပြောက်ကွယ်သွားပြီးတဲ့နောက်မှာအင်္ဂါကလက်လျှော့မသွားခဲ့ပါဘူးဒီဘောဟော်နန်းမှာဆက်နေထိုင်ရင်းခင်မုန်းဖြစ်သူရဲ့သတင်းကိုအသေးအတန်စုံစမ်းခဲ့ပါပြီသူမကရန်ကုန်ကိုသွားပြီးဗိုလ်ချုပ်ကြီးနေဝင်းနဲ့တွေ့ဖို့ထိကြိုးစားခဲ့တာပါဒါပေမဲ့သူမကိုဘယ်သူမှတွေးခွင့်မပေးခဲ့ပါဘူးအဲဒါကြောင့်အင်္ဂါကနိုင်ငံခြားတန်ယုံတွေကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကိုအကူအညီတောင်းခံခဲ့ပါပြီနောက်ပြီးဩစတြေးလျအစိုးရကိုလည်းအကူအညီတောင်းခံခဲ့ပါပြီဒါပေမဲ့အဲ့ဒီချိန်ကမြန်မာပြည်ဟာကမ္ဘာနဲ့ဆက်သွယ်ဖြတ်တောက်ထားတဲ့အချိန်ဖြစ်လို့ဘယ်သူမှထိထိရောက်ရောက်မကူညီနိုင်ခဲ့ပါဘူးစောက်ထဲမှာအင်္ဂါကဒီလိုရေးထားပါလေကျမရဲ့ခင်မုန်းကဗမာလေးသူတည်နေပြီလားရှင်နေသေးလားကျမသိချင်တာအဲ့ဒါပါပဲစစ်တပ်ကဘာလို့အမှန်တရားကိုဖုံးကွယ်ထားတာလဲဒါကကျမရဲ့ရင်ထဲကဟစ်အော်တန်တွေပါပဲအဲဒီနောက်ပိုင်းဒီဘောဟွန်ထဲမှာနေထိုင်နေတဲ့အင်္ဂါလေးစစ်တပ်ရဲ့စောင့်ကြည့်မှုကိုအမြဲတမ်းခံခဲ့ရပါတယ်သူမရဲ့အိမ်ရှိမှာစစ်သားတွေအမြဲတမ်းရှိနေတာကိုမြင်ခဲ့ရတာပါပြီးတော့အပြင်ကိုထွက်ရင်တော့စစ်သားတွေကနောက်ကနေလိုက်နေခဲ့ပါတယ်ဒါဟာသူမအတွက်တော့ငရေကန်တစ်ခုလိုပါပဲအဲဒီနောက်ပိုင်းစစ်တပ်ကအင်္ဂါကိုစိတ်တက်ကြအောင်နီလန်ပေါင်းစုံနဲ့လှုပ်လာခဲ့တာပါတကယ်ရင်းတွေကိုသူမနဲ့မတွေ့ဖို့တားမြစ်ခဲ့ပါရီသူမရဲ့အိမ်ကိုလည်းအချိန်ချင်းရှာဖွေခဲ့ပါရီဒါပေမဲ့အင်္ဂါကကြမ်းကြမ်းခံခဲ့ပါရီကျမကစက်ကြဆိုင်ရဲ့ဇနီးပါကျမကဘယ်တော့မှအရှုံးမပေးဘူးလို့ပြောခဲ့တာပါပြီးတော့စစ်တပ်ကပေးတဲ့ငွေကြေးတွေကိုလည်းညှင်းပယ်ခဲ့ပြီးသူမရဲ့ကိုယ်ပိုင်ရုန်းကန်မှုနဲ့ပဲရပ်တည်ခဲ့ပါရီဒီဘောဟွန်နန်းကအကျဉ်းသားဘဝနဲ့ထွက်ပြေးခြင်းနောက်ပိုင်းကျတော့အခြေအနေပိုဆိုးလာခဲ့ရတာပါအင်္ဂါကဒီဘောဟွန်နန်းမှာသမီးလေးတွေနဲ့အတူအကျဉ်းသားတစ်ယောက်လိုနေထိုင်ခဲ့ရပါရီသူမရဲ့ဖုန်းလိုင်းတွေကိုဖျက်တောက်ထားပြီးသူမစီကိုလာတဲ့စာတွေကိုလည်းစစ်ဆေးခဲ့ပါရီသူမကအပြင်ကိုထွက်ခွင့်မရှိသလိုဘသူနဲ့မှလည်းစကားပြောခွင့်မရခဲ့ပါဘူးဒါပေမဲ့အင်္ဂါကစိတ်ထဲမကျခဲ့ပါဘူးသူမကသမီးလေးတွေကိုပြုစုပြောထောင်ရင်းခင်မုန်းဖြစ်သူပြန်လာမယ့်နေ့ကိုမျှော်လင့်နေခဲ့ပါရီသူမကရမ်းမီနယ်ရဲ့တောင်တန်းတွေကိုကြည့်ရင်းစက်ကြဆိုင်ရှင်ပမာလေးလိုအမြဲတမ်းတန်းထားနေခဲ့တာပါ
သမီးလေးတွေကိုတော့ဖေဖေဟာခရီးသွားနေတာပါမကြခင်ပြန်လာမှာပါလို့ပဲပြောခဲ့ရပါတယ်။ဒါပေမဲ့သမီးလေးတွေကလည်းတနေ့ထက်တနေ့ကြီးပြင်းလာပြီးအခြေအနေတွေကိုရိပ်မိလာကြပါတယ်။သူတို့ရဲ့အိမ်ကအရင်လိုပြောစရာမကောင်းတော့ဘူးဆိုတော့ကိုပေါ့1964ခုနှစ်မှာတော့အင်္ဂါကမြန်မာပြည်ကနေထွက်ခွာဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမကသမီးလေးတွေရဲ့အနာဂတ်အတွက်မြန်မာပြည်မှာဆက်နေလို့မဖြစ်တော့ဘူးဆိုတော့ကိုသိလိုက်ရလို့ပါ။သူမကဩစတြေးလျတန်ယုံရဲ့အကူအညီနဲ့မြန်မာပြည်ကနေလျှို့ဝှက်စွာထွက်ခွာခဲ့ပါတယ်။သူမကမြန်မာပြည်ကနေထွက်ခွာတဲ့နေ့မှာတီဘောဟွန်နန်းကိုနောက်ဆုံးအချိန်ကြည့်ပြီးမျက်ရည်ကျခဲ့ရတာပါ။ပြီးတော့ကျမပြန်လာခဲ့ပါမယ်စัจ जाဆိုင်ကျမရှင်းကိုရှာတွေ့အောင်ရှာပါမယ်လို့သူ့ကိုယ်သူကတိပေးခဲ့ပါတယ်။ဒါပေမဲ့သူမကမြန်မာပြည်ကိုဘယ်တော့မှပြန်မလာနိုင်ခဲ့ပါဘူး။သူမကရန်ကုန်လေဆိပ်ကနေထွက်ခွာတဲ့အခါမှာလေစစ်တပ်ရဲ့စောင့်ကြည့်မှုကိုခံခဲ့ရပြီးအင်မတန်မှစိုးရိမ်ထိတ်လန့်ခဲ့ရတာပါ။အင်္ဂါရဲ့အောင်မြင်မှုနဲ့အမွေအနှစ်အင်္ဂါကဩစတြေးလျကိုပြန်ရောက်ပြီးတဲ့နောက်မှာ Twilight Over Burma My Life as a Young Princess ဆိုတဲ့စာအုပ်ကိုရေးသားခဲ့ပါတယ်။ဒီစာအုပ်ကကမ္ဘာတွင်းမှာအောင်မြင်မှုရရှိခဲ့ပြီးမြန်မာပြည်ရဲ့နိုင်ငံရေးအခြေအနေတွေကိုကမ္ဘာကသိအောင်လုပ်ပေးနိုင်ခဲ့တာပါ။ဒီစာအုပ်ကမြန်မာပြည်မှာတော့အချိန်တော်ကြာပိတ်ပင်ခံထားခဲ့ရပါတယ်။ဒါပေမဲ့လူတို့ကြားမှာတော့လျှို့ဝှက်စွာဖတ်ရှုခဲ့ကြတာပါ။ဒီစာအုပ်ကစัจ जाဆိုင်ရဲ့အကြောင်းကိုသာမကမြန်မာပြည်ရဲ့ဆေးအာဏာရှင်စနစ်အောက်ကဘဝတွေကိုပါကမ္ဘာကသိအောင်ဖော်ပြနိုင်ခဲ့တာကတော့အမှန်ပါပဲ။နောက်ပြီးအင်္ဂါကသူမရဲ့ခင်မုန်းစัจ जाဆိုင်ရဲ့အကြောင်းကိုလည်းအမြဲတမ်းပြောပြနေခဲ့တာပါ။ပြီးတော့စัจ जाဆိုင်ကမြန်မာပြည်ရဲ့ဒီမိုကရေစီနဲ့တိုးတက်ရေးအတွက်အလုပ်လုပ်ခဲ့တဲ့သူရဲကောင်းတစ်ယောက်ဖြစ်တယ်လို့ခိုင်ခိုင်မာမာပြောဆိုခဲ့ပါတယ်။ပြီးတော့ကွယ်လွန်ချိန်ထိစัจ जाဆိုင်ရဲ့သတင်းကိုစောင့်မျှော်နေခဲ့ရတာပါ။အင်္ဂါက2023ခုနှစ်မှာအမေရိကန်နိုင်ငံကော်လိုရာဒိုပြည်နယ်မှာကွယ်လွန်ခဲ့ပါတယ်။ကွယ်လွန်ချိန်ထိသူမရဲ့ခင်မုန်းစัจ जाဆိုင်ကိုအမြဲတမ်းသတိရနေခဲ့တာပါ။ဒီလိုနဲ့နိုင်ငံသားသူမဟာဒေဝီရဲ့ဇလန်းလေးကလည်းမြမသမိုင်းမှာထူးခြားမှုတစ်ခုအနေနဲ့ကြန့်ရှိနေခဲ့ရပါတယ်။နောက်ပြီးအင်္ဂါကသူမရဲ့ဘဝနောက်ဆုံးအချိန်တွေမှာလေမြန်မာပြည်ကလူထုအတွက်အမြဲတမ်းဆုတောင်းပေးခဲ့တာပါ။သူမကမြန်မာပြည်ဟာတနေ့မှာတော့လွတ်လပ်ပြီးငြိမ်းချမ်းတဲ့တိုင်းပြည်တစ်ခုဖြစ်လာလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။ဒါပြင်သူမရဲ့စာအုပ်ကမြန်မာပြည်ရဲ့ဒီမိုကရေစီတိုက်ပွဲအတွက်အင်အားတစ်ခုဖြစ်ခဲ့ရတာပါ။နောက်ပိုင်းအင်္ဂါကအမေရိကန်မှာအခြေချနေထိုင်ရင်းမြန်မာပြည်ကဒုက္ခသည်တွေကိုလည်းကူညီပေးခဲ့ပါတယ်။ပြောရရင် Twilight Over Burma ဆိုတာရိုးရိုးအချစ်ဇာတ်လမ်းတစ်ပုဒ်မဟုတ်ခဲ့ပါဘူး။ဒါဟာအာဏာရှင်စနစ်ရဲ့ရက်စက်မှုတွေကြားမှာကြေကွဲခဲ့ရတဲ့တမိုင်းမှတ်တမ်းတစ်ခုဖြစ်တယ်လို့အမျိုးသမီးတယောက်ရဲ့မယုံကြည်နိုင်လောက်အောင်ကြန့်ခိုင်လွန်းတဲ့စိတ်ဓာတ်ကိုပြသခဲ့တဲ့တက်တည်တစ်ခုလည်းဖြစ်ပါတယ်။ဒီဘောစောပါကြီးစัจ जाဆိုင်ကတမိုင်းရဲ့အမောင်လူထဲမှာပျောက်ကွယ်သွားခဲ့ရပြီမြင်သူချန်ထားခဲ့တဲ့တိုင်းပြည်အပေါ်ထားတဲ့စေတနာတွေနဲ့မဟာဒေဝီစတုစံရဲ့အမှန်တရားကိုရှောက်ဖွေခဲ့တဲ့အားထုတ်မှုတွေကတော့ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာထာဝရတည်ရှိနေမှာပါ။အင်္ဂါကသူမရဲ့ဘဝနောက်ဆုံးအချိန်ထိမြန်မာပြည်အတွက်ဆူတောင်းပေးသွားခဲ့တယ်လို့ဒီနေ့မှာတော့ဒီတိုင်းပြည်ဟာလွတ်လပ်ပြီးငြိမ်းချမ်းတဲ့အာယုံဥတစ်ကိုပိုင်ဆိုင်ရလိမ့်မယ်လို့ယုံကြည်သွားခဲ့တဲ့သူပါ။တမိုင်းဆိုတာသင်ခန်းစာယူဖို့ပါ။အတိတ်ကအမားတွေကိုပြန်မလုပ်မိဖို့နဲ့ပုံမကောင်းမွန်တဲ့အနာဂတ်ကိုတည်ဆောက်နိုင်ဖို့အတွက်အခုလိုတမိုင်းဝင်ဖြစ်ရတွေကိုကျွန်တော်တို့တည်ထားဖို့လိုအပ်ပါတယ်။ဒီဇာတ်လမ်းကိုကြည့်ပြီးတဲ့နောက်မှာမိတ်ဆွေတို့အနေနဲ့ဘယ်လိုခံစားချက်မျိုးတွေကိုရရှိခဲ့ပါသလဲ။ဆေးအာနာရှင်စနစ်ကြောင့်ပေးဆက်ခဲ့ရတဲ့ဒီလိုအချစ်မျိုးဒီလိုပေါ်ဟာမျိုးတွေပေါ်မိတ်ဆွေတို့ရဲ့အမြင်ကို comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းဝင်ပုံကိုယ်တွေရဲ့ဘဝဆက်ကြောင်းတွေကိုနောက်ထပ်တင်ဆက်ပေးသွားဖို့ရှိတာမို့လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လေးလုပ်ထားပြီး notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပြီးဖို့မမေ့လိုက်ပါနဲ့ခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထွေးပဲတင်ရှိပါတယ်နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲကိုယ်စိတ်နှပြချမ်းသာကြပါစေဗျာ